နိုင်ပွဲနဲ့ကစားသမားဘဝဆောင်တက်ခဲ့တဲ့အောင်လာအန်ဆန်ဒေါ်လန်ပြည်သူတွေလူမှုရေးပြည်တံကတ်ထားတဲ့အဆိုတော်လေးပြိုနဲ့အတူပွဲထွက်လာတဲ့ပေါ်ပြည်သူချုပ်ကမေခွန်တော့ကချင်တိုင်းသား MNA Fighter အောင်လာအန်ဆန်ရာဒီကနေ့အောက်တိုဘာလ4ရက်နေ့မနက်ကကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲတိုးတက်ခဲ့ပြီးပြိုင်ဘက်ဆွီဒင် Fighter ကိုဒုတိယကြီးမားလဲထိုးနဲ့နိုင်ရခဲ့တယ်ဒီပွဲစဉ်ကိုတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပပြီးမြန်မာပြည်သက်များအပြားလာရောက်အားပေးခဲ့အပြင်အောင်လာရဲ့ပွဲတက်တဲ့ခြင်းဖြစ်တဲ့အမဲလိုက်ကာကိုဆိုတော်လေးပြကိုယ်တိုင်တီဆိုပြောပြပွဲတက်ခဲ့တယ်ပွဲစဉ်ပထမချိန်မှာအောင်လာနဲ့ဆွီဒင် Fighter ကာဒက်စတန်တို့ဟာ Stand 5ဖြစ်တဲ့လက်သီးချက်ခြေခံချက်တို့သာအပြုတ်တိုက်ခိုက်ခဲ့တယ်ဒုတိယအချိန်ပြန်စပြီးတော့2မိနစ်ကျော်မှာတော့အောင်လာရဲ့လက်သီးချက်နဲ့ဒုတိုက်ချက်တွေကြောင့်ကျိုးဝိုင်းတောက်ကတ်သွားတဲ့ကာဒက်စတန်ကိုအောင်လာကပဲညာလက်သီးတွဲလုံးနေနဲ့စုံသက်နိုင်ခဲ့တယ်အောင်လာအနေနဲ့ဒီပွဲစဉ်ဟာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲစဉ်ထိုးသက်ခြင်းဖြစ်လို့အနိုင်ရလက်နဲ့ပရိသတ်ကိုနှုတ်ဆက်နိုင်ခဲ့ပါတယ်။ပွဲပြီးမှာတော့အောင်လာဟာမြန်မာပရိသတ်တွေကိုရမ်းချစ်ကြောင်းကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ဒါပေမဲ့ဒေါ်လန်ပြည်သူတွေကသပိန်ဖောက်ထားတဲ့ဆိုတော်လေးဖြူနဲ့တူပွဲထွက်လာခဲ့ခြင်းပေါ်ပြည်သူချုပ်ကမေးခွန်းထုတ်နေကြတယ်။2024ခုနှစ်ဇွန်လ2ရက်ကနေပြီးတော့ VNV စားတောက်ဆိုင်မှာတချင်းတီဆိုခြင်းပြင် PC ဝိုင်းကောက်ကိုနားမလဲကြောင်းလောင်ပြန်ခဲ့တဲ့ဆိုတော်လေးဖြူပေါ်ဝိုင်းကောက်လောက်ကြဖို့အလုံးမကွယ်စာမျက်နှာမှာကြက်ပြန့်စာလှုပ်ဆောင်မှုတွေပြုလုပ်ခဲ့ပါတယ်။လေးဖြူကစင်ပေါ်မှာ PC ကိုသိချာမသိဘူးဆိုပြီးပေါ်တင်လောင်ပြောင်ခဲ့ပို့တယ်ဒါကတော်လေးကိုလောင်ပြောင်ခြင်းမှာပဲအောင်လာကတာကိုမသိရလားတိတိရနဲ့လေးဖြူကိုပွဲထွက်မှာပါလာဖို့အသုံးချရလားဆိုတာမေးခွန်းထုတ်စရာပါဘာပဲဖြစ်ဖြစ်လေးဖြူကိုတော့အမြဲပွိုင်းကုတ်စင်မှာထည့်ထားမှလို့တော်လန်ပြည်သူတို့ကမှတ်ချက်ပေးခဲ့တယ်စစ်တပ်နဲ့နီးစပ်တဲ့ခရိုနီမိုက်ကယ်မိုးမြင့်ရဲ့သားလည်းဖြစ်ငယ်တဲ့ချင်းလည်းဖြစ်1 Championship ပြိုင်ပွဲမှာပါလေးရှယ်ဖုံးကျော်မိုးမြင့်ကလည်းအောင်လာနိုင်ပွဲပြီးမှစင်မော်တက်တူအောင်ပွဲခံခဲ့တာကိုတွေ့ရတယ်MNA အားကစားနည်းမှာမြန်မာကိုကမ္ဘာအတီအောင်ကုံဆောင်နိုင်ခဲ့တဲ့ဝိတ်တန်နဲ့ကိုကမ္ဘာချန်ပီယံဟောင်းအာလာအန်ဆိုင်တွက်အမြဲကုန်ယူကြောင်းလည်းမြန်မာပြည်သက်တွေကလူမှုကွန်ရက်မှာမှတ်ချက်ပြုရေးသားခဲ့ပါတယ်။1 Championship ကလည်းကစားသမားဘဝနောက်ဆုံးထိုးသက်ပွဲမှာအနိုင်ယူနိုင်ခဲ့တဲ့အာလာအန်ဆိုင်ကိုအမေရိကန်ဒေါ်လာ9000စုချီးမြှင့်ခဲ့တယ်။အသက်40ရောက်လာအန်ဆိုင်ရဲ့ MNA ပြိုင်ပွဲ45ပွဲထိုးသက်ခဲ့ပြီး30ပွဲနိုင်14ပွဲရှုံးနေခဲ့ပါတယ်။